ဒီရပိုင်းမှာမြန်မာမုံလေးတွေကိုပြန်ပြီးတော့တက်ကြနေရတယ်လေရွှေကြီးစနမကင်းလေးလောက်စားပြပါတယ်။ပေါင်ပစ္စည်းလေးတွေကတော့ဂီးထောပတ်ရဲ့အုံနုရဲ့နိုစိမ်းရဲ့ပြီးတော့ဒီရွှေကြီးအမှုံရဲ့ဘိန်းစီရဲ့ကြက်ဥလေးရဲ့ပေါ့နော်။ငါရွှေကြီးအမှုံ300 gram လေးကိုသုံးပါပါ။တခြားကတော့ထမင်းစားစွန်းနဲ့12စွန်းလောက်ပဲသုံးပါမယ်နော်။ချိုးပူစားခြင်းကတော့ပို့ထည့်ပါရှင်။နောက်3လုံးကိုဖောက်ပြီးတော့ဒီလိုမျိုးလေးခောက်ထားပါမယ်။ပြီးရင်ကတော့ဘိန်းစီလေးကိုမီလီအေးလေးနဲ့9မိနစ်လောက်အရင်ဆုံးလှော်ပေးပါမယ်နော်။ပြီးတော့ရင်ကတော့မိဖို့မှာဖယ်ပြီးတော့အေးခံထားလိုက်ပါ။နောက်ထပ်တဲဦးကြီးတစ်လုံးထဲမှာလေရွှေကြီးမုံလေးတွေကိုလည်းအလိုပဲမီလီအေးလေးနဲ့9မိနစ်လောက်မွေးလာတဲ့ဒီလှော်ပေးပါမယ်နော်ရွှေကြီးမုံတွေကတူးတာအရန်လွယ်ပါတယ်အဲ့တော့အဆက်မပြတ်မွေးပေးနေဖို့လိုပါတယ်နော်9မိနစ်ပြည့်ပြီဆိုတာနဲ့မီးကိုပိတ်ပါရှင်တကယ်လို့စိတ်မချဘူးဆိုရင်မီးဖို့ပေါ်ကနေဖယ်ပါနော်ပိတ်ပြီးတာနဲ့ဂျုံမုံထမင်းစားစွန်း3စွန်းလောက်ကိုစကားလေးနဲ့စစ်ပြီးတော့ဒီလိုမျိုးလေးထည့်ပေးလိုက်ပါမယ်ပြီးတော့ရင်ကတော့ရွှေကြီးမုံလေးနဲ့ရောသွားအောင်လို့မွေးပေးမယ်ပေါ့နော်ပြီးတာနဲ့တကြားနဲ့စားလက်ဖက်စားစွန်း1စွန်းလောက်ကိုလည်းထည့်ပြီးတော့တခြားလေးရောမွေပေးပါမယ်ရှင်အကုန်လုံးနှံသွားပြီဆိုရင်တော့စီကိုထမင်းစားစွန်းနဲ့3စွန်းဂီးထောပတ်ကိုထမင်းစားစွန်းနဲ့3စွန်းထည့်ပါမယ်ဒီချိန်မှာမီးလေးအေးလေးကိုပြန်ဖွင့်လို့ရပါပြီနော်ပြီးတော့ရွှေကြီးတို့တကြားတို့ကိုထောပတ်နဲ့လေးမှုေးသွားအောင်လို့တခြားလေးလှော်ပေးပါမယ်ထောပတ်လေးနဲ့တခြားလေးနှံသွားပြီဆိုရင်တော့အုံနုရဲ့နိုစိမ်းရဲ့ကိုဖောက်ထည့်လို့ရပါပြီနော်အုံနုနဲ့နိုစိမ်းနဲ့ထည့်ပြီးတာနဲ့ခုနကခောက်ထားတဲ့ကြက်ဥလေးတွေကိုတစ်ခါတည်းထည့်ပေးလိုက်ပါမယ်နော်နိုစိမ်းနဲ့အုံနုချဲ့တဲ့အချိန်မှာအိုးပူချိန်လေးကပြန်ပြီးတော့အေးသွားတယ်ပေါ့နော်အဲ့အချိန်မှာကြက်ဥကိုမြန်မြန်လေးထည့်ဖို့လိုပါတယ်အိုးအရန်ပူနေတဲ့အချိန်မှာကြက်ဥကိုထည့်ရင်ကြက်ဥတွေကအဖက်လိုက်တွေဖြစ်သွားမှာမို့လို့ပါနော်ပြီးရင်ကတော့မီးခက်အေးနဲ့ပဲအကုန်လုံးကိုနှံ့သွားအောင်မွေလိုက်ပါမယ်နော်ဒီရွှေကြီးထိုးတာကလေအဆက်မပြတ်လေးမွေပေးနေဖို့လိုပါတယ်ရှင်ဒီလိုအရေးကြဲလေးကနေအရေးအကုန်လုံးခန်းသွားတဲ့ဒီအဆက်မပြတ်မွေပေးရမှာပါနော်ဒီနေရာမှာမီးကိုပြင်းပြင်းသုံးမယ်ဆိုရင်လေရေခမ်းတာမြန်ပြီးတော့ရွှေကြီးတွေကတခြားမကြက်ဖဲနဲ့စားလို့မကောင်းတာမျိုးဖြစ်တတ်ပါတယ်နော်လွယ်တကူအိုးကက်တက်တာမလို့လေအဆက်မပြတ်မွေပေးနေဖို့လိုပါတယ်နည်းနည်းလေးစပြက်လာပြီဆိုရင်တော့အရသာလေးမြည်ပြီးတော့အချိုလိုရင်လည်းထည့်လို့ရပါတယ်ရှင်ဒီခန်းလာလေးသူကမှုရနည်းနည်းလေးပိုခက်လာလေးပေါ့နော်လက်လည်းနည်းနည်းတော့ညောင်းပါတယ်နှစ်ယောက်လောက်ကနေပြီးတော့ဝိုင်းပြီးတော့မှုရင်တော့ပိုပြီးအဆင်ပြေပါတယ်နော်ဒီချိန်မှာစီပိုထည့်ထားတဲ့လူတွေဆိုရင်စီလေးကထွက်လာမှာပါအမှန်ကတော့စီအရင်အများကြီးမထည့်ထားတဲ့အတွက်ဒီလိုမျိုး6ကလေးဖြစ်လာပါတယ်ခမန်းကြီးပေါ့နော်15မိနစ်လောက်တော့မှွေလိုက်ရပါတယ်အဲ့ဒီချိန်မှာရေဒီအကုန်လုံးခန်းသွားပြီးတော့မုတ်သားလေးကဒီလိုအနေထားလေးပေါ့နော်ဒါဒီလောက်ဆိုရင်ကတော့ရပါပြီရှင်ငါမဖုတ်တဲ့ဘန်းလေးကိုအလျားကိုလက်မှာအနံကိုလက်မှာရှိတာလေးကိုသုံးထားတာပါရှင်အရင်ဆုံးကတော့ဂီးထောပတ်လေးတွေနဲ့ဒီမုတ်ဘန်းလေးကိုလိုက်ပြီးတော့တုပ်ပေးပါမယ်နော်အကုန်လုံးတေချာနှံ့အောင်လို့တုပ်ပေးသွားပြီဆိုရင်တော့ခုနကမုတ်သားလေးတွေအကုန်လုံးကိုလောင်းထည့်လိုက်ပါရှင်ဒီမှုဟာလေးအလွယ်တကူဝယ်လို့ရတယ်စမုန်းလီနာပေါင်တာလေးကိုသုံးထားတာပါမွှေးရွှေကြီးအမုံနေပါလေဆိုရင်တော့အရောင်လေးကနည်းနည်းလေးပိုဖြော့ပါတယ်နော်သားလေးတွေကိုတေချာလေးဖြန့်ပေးမယ်ပေါ့နော်မျက်နှာပြင်ညီအောင်လို့ဒီလိုရောင်းမလေးကိုသုံးပြီးတော့တေချာလေးဖြန့်ပေးမယ်ပြီးတော့ကြစ်ကြစ်လက်လက်လေးဖြစ်နေအောင်လဲနည်းနည်းလေးအပေါ်ကနေဖိပြီးတော့ချပေးပါမယ်အကုန်လုံးလေးညီသွားပြီပေါ့နော်စိတ်ချိုက်လေးရပြီဆိုရင်တော့အပေါ်ကနေဂီးထောပတ်လေးတုပ်ပေးပါမယ်ရှင်ဂီးထောပတ်လေးတွေတုပ်ပြီးသွားပြီဆိုရင်တော့ခုနကလှော်ထားတဲ့ဘိန်းစီလေးတွေကိုအပေါ်မှာညီညာလေးဖြစ်သွားအောင်လို့ဖြူပေးလိုက်ပါမယ်။လေးတွေပါမကြမ်းပေါ့နော်။တခြားလေးညီသွားအောင်လို့အပေါ်ကနေပြီးတော့တခြားလေးဖြူပေးပါမယ်ရှင်။ Oven ကလေး200ဒီဂရီနဲ့15မိနစ်ကြိုပြီးတော့ preheat လုပ်ပေးပါတယ်။ပြီးတော့ရင်တကယ်ဖုတ်တဲ့အချိန်မှာလည်း200ဒီဂရီနဲ့အပေါ်မီးအောင်မီးနဲ့မိနစ်20လောက်ဖုတ်ပါမယ်။ဒီလိုအပေါ်မီးအောင်မီးမရှိရင်တော့ပန်ကာပုံစံလေးကိုသုံးပေးပါနော်။မိနစ်20ဖြစ်သွားပြီဆိုရင်တော့ oven နဲ့ထုတ်ပြီးတော့အနည်းဆုံး9နာရီအများဆုံးတညအိမ်လောက်အေးခံပါရှင်အေးခံတော့မှလေရွှေကြီးလေးတွေကကွဲမထွက်ပဲနဲ့ပို့ပြီးတော့ကြစ်ကြစ်လဲလဲလေးဖြစ်တာပါတကယ်လို့တန်းလှိမယ်ဆိုရင်တော့နည်းနည်းလေးဖွာထွက်တတ်ပါတယ်နော်ရွှေကြီးကလေ1ရက်2ရက်လောက်ရောက်လေပို့ပြီးတော့တိတ်တိတ်ကလေးဖြစ်လာလေပေါ့နော်တိတ်ပြီးတော့ဖွာမထွက်တော့လေအဲ့လိုပုံစံလေးပါဆိုရင်ကတော့အရန်လေးအချိုမကဲပဲနဲ့ဂီးထောပတ်နဲ့လေးမွေးနဲ့အရန်စားလို့ကောင်းတဲ့ရွှေကြီးစနွမကင်းလေးရပါပြီနော်ဒီချိုးစားတိုင်းလေးလုပ်ရင်လေဆိုင်မှာဝယ်စားရတယ်လို့မျိုးရွှေကြီးအရသာလေးကိုတကယ်ရပါတယ်အဲ့တော့အိမ်မှာလှုပ်စားကြည့်ကြပါအောင်နော်ဆိုရင်နောက်ဗီဒီယိုကြီးကြမှာပြန်တွေ့ပါမယ်ရှင်